Hello အားလုံးပဲမင်္ဂလာပါအိမ်ရသမီးလေးရလေထမင်းစားတဲ့အရွယ်မလို့လားမသိဘူးလူကြီးရဲ့စားသူမျိုးရမ်းစားချင်တာလူကြီးရဲ့စားတဲ့ဟာကိုပဲစားချင်တာအရင်ကလိုမျိုးသူ့အတွက်လုပ်ပေးတဲ့ထမင်းလေးပါရောတိတ်ပြီးတော့မစားချင်တော့အဲဒါကြောင့်ဒီနေ့တော့သူအတီးရွက်လေးရောအသားလေးရောမြမြတတလေးဖြစ်အောင်ဆိုပြီးတော့ကိုတက်တလောက်မှတ်တလောက်လေးနဲ့ပေါ့နော်တီးရွက်ဆောင်ထမင်းပေါင်းလေးလုပ်ကြွေးဖြစ်ပါတယ်ရှင်တခြားမမေရောဘယ်လိုစားတော့လေးချက်ကြွေးဖြစ်လဲဒါလေးကတော့ကိုတက်တလောက်မှတ်တလောက်ချက်ထားလေးပေါ့နော်ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတော့ဘာလို့အဲ့လဲပြီးရင်ဘယ်လိုဟင်းမျိုးလေးချက်ကြွေးတင်လဲဆိုတာမျိုးလေးလည်းအကြံဉာဏ်လေးပေးခဲ့ပါအောင်ရှင်အတီးရွက်လေးအနေနဲ့ဆိုရင်တော့ဒီနေ့ရွှေဖြုံသီးရဲ့မုံလာဥနီရဲ့ပဲသီးရဲ့ကော်ဖီရဲ့ပြီးခင်းချင်သီးချက်သွန်းအဲ့ဒါလေးသုံးထားရပါတော့။ဒါအနေနဲ့ကတော့အမဲသားပြောချက်သေးလေးရဲ့ပြီးရင်ပဇွန်လေးရဲ့သုံးထားပါတယ်ရှင်။သူကအခုမှသွားပေါက်ခါစားလေးဆိုတော့လေအရွက်လေးတွေကိုနူးအောင်လို့ဆိုပြီးတော့ရေလေးများများလေးတော့ထည့်ပြီးတော့နူးအောင်လို့လုပ်လိုက်တယ်ပေါ့နော်။ကလေးတွေကထမင်းစားခါစားအချိန်ကအစားတောက်ချင်းများတက်လာတော့မသိဘူးပေါ့နော်အိမ်ကရင်ရင်လေးရတော့လေသူအသီးရွက်တွေတော်တော်ကြိုက်တဲ့အထဲမှာပါတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အစားတောက်တော့အရင်မရွေးဘူးအတိခါလေးတီလာသူကလူကြီးစားတဲ့လူလေးစားနေရရင်ကိုသူကစားတာသူ့အတွက်လေအဲ့လိုမျိုးဘယ်လိုပြောရမလဲအယောင်မပါတယ်ဟင်းနေပါတယ်ဆိုရင်မစားချင်ဘူးရှင်တခြားကလေးတွေရောဘယ်လိုနေလဲတော့မသိဘူးအဲ့တော့သူကလူကြီးစားတဲ့လိုမျိုးအဲ့လိုအယောင်သွေးစုံလင်းနဲ့ပြီးအဆက်လေးနည်းနည်းပါမှစားချင်တာဒါပေမဲ့လည်းသူ့အဆက်တော့မကျွေးဘူးပေါ့နော်အဲ့ဒါနဲ့ပဲဒီနေ့ကိုကြီးနဲ့ထမင်းမောင်လေးလှုပ်ဖြစ်သွားပါတယ်ရှင်ကျေးဇူးပါ